လူကတ်စ်3မင်းဒီနေ့လဲစိတ်ကောက်ပြီးပြဿနာရှာနေပြန်ပြီလားဒါငါရဲ့စစ်ဆက်ထားသူဆီယာဖီနာဘတ်စ်ပဲသူကလပစံပြပြီးအထက်တန်းဆန်တဲ့ဟန်ဘန်နဲ့ရှောက်လာတယ်သူ့ရဲ့အနေထားကပြည့်စုံလုံးနဲ့ငါရင်ထဲကနေမဲ့ပြုံးမပြုံးပဲမနေနိုင်ခဲ့ဘူးမင်းပွဲနောက်ကျသွားပြီးအချစ်လေးမင်းရဲ့ကစားစရာကောင်လေးကထွက်သွားပြီငါဘာမှပြန်မပြောတဲ့အခါဆီယာဖီနာကငါဘေးမှာဝင်ထိုင်တဲ့အိမ်ဖော်တယောက်ကသူ့ကိုအဝတ်ပူတစ်ထည်ကမ်းပေးလို့သူလက်တုပ်ပြီးတာနဲ့ငါအတွက်ပုစွန်ထုတ်ကိုတိတ်တဆိတ်စတင်ခွာပေးတယ်သူ့ရဲ့တွေ့လျာပြီးဖြူဖြောတဲ့လက်ချောင်းတွေမှာနီးရဲနေတဲ့လက်သီးတွေကထင်ရှားတဲ့ပုံရိပ်တစ်ခုပဲငါအရင်ကထင်ခဲ့တာကသူဟာငါရဲ့အလှပဆိုင်ရာစံပြရာအားလုံးရဲ့ပြည့်စုံမှုပေါ့ငါသူ့ကိုအရာအားလုံးပေးဖို့ဆန္ဒရှိခဲ့ပြီးသူ့ရဲ့အလိုလိုက်မှုတိုင်းကိုဖြည့်ဆည်းပေးရင်ငါကဖြည်းဖြည်းချင်းပျောက်ဆုံးခဲ့ရတယ်တနာဆက်ဖွယ်အလိုလိုက်ခံလူညံ့တယောက်ဖြစ်ခဲ့ရတာပေါ့အခုပြန်ကြည့်ရင်တော့ငါဟာတကယ်လူတယောက်ပဲသူ့အလုပ်ပြီးလို့နူးညံ့တဲ့ပစွန်သားကိုငါစီကမ်းပေးတဲ့အခါငါရဲ့အေးဆက်တဲ့စိုက်ကြည့်မှုနဲ့တိုးသွားတယ်သူ့လက်ကငါကြည့်ကြောင်အနဲ့အထိုးခံရတယ်လို့မျိုးလေထဲမှာတောင်းခဲသွားတယ်ဘာဖြစ်လို့လဲမင်းစိတ်ဆိုးနေတော့မဲလားမင်းကေလက်အတွက်လာတောင်းပန်ပေးတာလားဆီယာဖီနာကပစွန်ကိုငါပန်းကန်နဲ့ထည့်လိုက်တယ်သူ့ရဲ့လုံခြုံရေးပြေးွားတဲ့လှုပ်ရှားမှုတိုင်းကနူးညံ့တဲ့တတိငြိမ်မှုတွေပါဝင်နေရဲ့ဒါပေမဲ့သူဟာတစ်ချိန်ကဘတ်စ်မီသားစုရဲ့မျက်နှာသာမရတဲ့တရားမဝင်သမီးအစဉ်ပြေုံလက်ထပ်ပေးဖို့တတ်မှတ်ခံထားရသူဖြစ်ခဲ့ရဆိုတာဘသူတိမှလည်းငါတို့သုံးမိသားစုသာသူ့ကိုစိတ်မဝင်စားခဲ့ရင်သူဟာဒီလိုနေအောင်အောက်မှာတောက်ပခွင့်ရမှာမဟုတ်ဘူးဖရင်မတပါလို့အလိုလိုက်ခံရဖို့နေတာပေါ့ကေလက်ကမင်းနဲ့အတူကြီးပြင်းလာတာလေဘာလို့ရုတ်တရက်ကြီးအေးဆက်သွားရတာလဲဒါအပြင်သူကနေမကောင်းဘူးသူ့မေကလည်းစိတ်အားထက်သန်သွားလို့ပါမင်းကယူနာပြနိုင်တဲ့နေရာမှာပြတင်ပါတယ်အော်ဒါဆိုငါကဘလို့မျိုးကယူနာပြရမှာလဲငါမျက်လုံးတွေပြူးပြီးသူ့ကိုပြုံးပြလိုက်တဲ့အရင်ကငါလုံးလေးရှိတဲ့မျက်နှာချိုသွေးတဲ့အမူအရာအတိုင်းကွက်တိပေါ့ဆီယာဖီနာကဘာမှမသိပဲဆက်ပြောတယ်သူ့မေပေါ်ဆွဲချက်တင်ထားတာတွေကိုရုပ်သိမ်းပေးလိုက်ရုံမှာပဲအခိုးခံရတဲ့ပစ္စည်းတွေအတွက်မင်းအရန်စိုးရိမ်နေရင်ငါပေးလျော်ပါမယ်ပြီးတော့ကေလက်ကိုလည်းမင်းစိတ်ဆိုးလို့လှုပ်လိုက်တာဆိုတာငါသိပါတယ်မင်းသူ့ကိုအီလီစီယန်လိုနေရာမျိုးတကယ်ပို့မှာမဟုတ်ပါဘူးအဲ့ဒါကညစ်ပတ်ပြီးရှုပ်ထွေးရဲ့နေရာလေသူလိုလူမျိုးကအဲ့ဒီမှာဘလို့လို့အသက်ရှင်နိုင်မှာလဲသူကဆက်ပြောပြန်တယ်သူ့လေတန်းကစိတ်ပြက်နေတဲ့ဆရာမတယောက်လိုပြောင်းသွားတယ်မင်းလိမ္မာရမယ်လူကတ်စ်မင်းဒီလိုစိတ်ကောက်တာမျိုးတွေဆက်လုပ်လို့မရဘူးမင်းကသဘောကောင်းပြီးသဘောထားကြီးရမယ်အဲ့ဒါမှငါချစ်တဲ့ယောက်ျားပဲမင်းနားလေလားအဲ့ဒီလိုနှိမ်ချဆက်ဆံတဲ့လေတန်းကြောင့်ဘေးနားမှာရက်နေရဲ့ဥက္ကဋ္ဌပီယာစ်အဖာနဲ့နောက်နှစ်ယောက်ကမျက်မှောင်ကုတ်သွားကြတယ်ဒါပေမဲ့သူတို့ဘာမှမပြောကြဘူးငါသူ့အပေါ်ဘလောက်တောင်ယူသွက်ခဲ့လဲသူ့ရဲ့ဆန္ဒတိုင်းကိုမေးခွန်းမထုတ်ပဲဘလို့ဖြစ်စေပေးခဲ့လဲဆိုတာတိနေကြလို့ပဲဟာငါရဲ့ရဲတန်းကကြီးမားပြီးခမ်းနားတဲ့ထမင်းစားကမ်းမကြီးထဲမှာပဲတင်ထက်သွားတယ်ဆီယာဖီနာကငါ့ကိုဇဝေးဇဝါနဲ့ကြည့်တယ်ငါအရမ်းရဲ့မီလို့မျက်ရည်တွေတောင်ထွက်လာတယ်ဆီယာဖီနာမင်းကိုငါ့ကိုဘာလို့ရမယ်ဆိုပြီးအမိန်ပေးပိုင်ခွင့်ဘသူကပေးထားလို့လဲမင်းနားလေလားမင်းကိုမင်းကမေလို့ထင်နေတာလားငါရဲ့မွေးမိခင်ရင်းတောင်ငါ့ကိုအဲ့ဒီလိုမျိုးအမိန်မပေးရဘူးမင်းကိုမင်းဘသူလို့ထင်နေတာလဲဆီယာဖီနာရဲ့မျက်နှာမူအရာပြင်းသွားတယ်ဒါသူ့ရဲ့ပြည်စုံတဲ့တည်ငြိမ်မှုမှာပထမဆုံးအကြိမ်အကြောင်းထင်သွားတာပဲငါနားကိုတိုးသွားပြီးလုံးဝအထင်သေးရဲ့ပုံစံနဲ့သူ့ဘားကိုလက်နဲ့ပုတ်လိုက်တယ်မင်းကငါ့ကိုပျော်အောင်ထားပေးရမယ်ခွေးလိမ်မာလေးတစ်ကောင်ဖြစ်ရမှာအဲ့ဒီလိုလုပ်ရင်ငါမင်းကိုအယိုးတစ်ချောင်းပစ်ပေးခြင်းပစ်ပေးဦးမယ်ဒါပေမဲ့မင်းကတကယ်ငါ့ကိုမင်းစကားနားထောင်စေချင်တာလားမင်းသဘောကျလို့ဆိုပြီးနူးညံ့ပြီးသဘောထားကြီးပေးရမှာလားဒါတကယ်ကိုရဲစရာပဲမင်းရဲ့အချစ်ကတကယ်ပဲအဲ့ဒီလောက်တန်မိုးရှိလို့လားငါဖေကဒေမီယန်သုံးလေမင်းအဲ့ဒါကိုမေ့သွားပြီလားဆီယာဖီနာရဲ့မျက်နှာပြက်သွားတယ်အဲ့ဒီဆွဲမဖွယ်ကောင်းတဲ့မျက်ဝန်းတွေထဲမှာထိတ်လန့်ရိပ်တွေနောက်ဆုံးတော့ဖျက်ပြေးသွားခဲ့ပြီးဟုတ်တယ်သူမေ့သွားခဲ့တာငါရဲ့ပုံအောချစ်ခဲမှုတွေကငါဖေဘလောက်တောင်ပြက်သားပြီးရက်ဆက်လဲဆိုတာကိုသူ့ကိုမေ့လျော့စေခဲ့တယ်ငါဟာတွန်းအင်ပါယာရဲ့တူးတဲသောအမွေဆက်ခံသူဖြစ်ပြီးဒါတွေအားလုံးကိုဆက်ခံရမဲ့သူဆိုတာကိုလည်းသူ့ကိုမေ့လျော့စေခဲ့တယ်ငါလက်ကိုတန့်စင်အောင်တုပ်လိုက်ပြီးထွက်ဖို့ထည့်လိုက်တယ်ဆီယာဖီနာကငါလက်မောင်းကိုချက်ချင်းလန်းကင်တယ်လူကုမင်းဘာဖြစ်နေတာလဲသူ့ရဲ့အမြဲတမ်းအထက်စီးဆန်ခဲ့တဲ့အနေထားကအရင်တုန်းကလိုဘလို့တောင်းပန်ရမလဲဆိုတာမေ့လျော့စေခဲ့ပုံရတယ်သူစကားစပြတ်သွားပြီးဘလို့ဆက်ပြောရမှန်းမသိဖြစ်နေရဲ့ဖြောင်းပါရိုက်လိုက်တဲ့ဆူရှာတဲ့အတန်ကအခန်းထဲမှာပဲ့တင်ထက်သွားတယ်ဆီယာဖီနာရဲ့ခေါင်းကဘေးကိုစောင်းသွားတယ်သူ့ဘားကိုကင်ပြီးငါ့ကိုမယုံနိုင်စရာမျက်ဝန်းတွေနဲ့စိုက်ကြည့်နေတယ်ထွက်သွားငါတည်ငြိမ်စွာပြောလိုက်တယ်ငါမိသားစုကမင်းဖေစီကိုစစ်ဆက်ပွဲဖျက်သိမ်းဖို့အတွက်ဆက်သွယ်လိုက်မယ်သူ့မျက်နှာမှာထိတ်လန့်မှုတွေလွန်မိုးသွားတယ်လူကုငါတောင်းပန်ပါတယ်စိတ်မဆိုးပါနဲ့သူငါလက်မောင်းကိုညှစ်ထားတယ်သူ့ရဲ့စုပ်ကိုင်မှုကအံ့စရာကောင်းလောက်အောင်တမာနေတယ်အဖာလူကြီးမင်းသူ့လက်သေးတွေကငါရေပြားတဲ့ကိုနစ်ဝင်နေတဲ့သူ့လက်မောင်းတွေကိုဖြုတ်ပစ်လိုက်ငါအတန်ကနောက်ထပ်ရေတစ်ခွက်တောင်းနေတယ်လို့မျိုးပေါ့ပါပဲဟုတ်ကဲ့ပါတခင်အဖာနဲ့ဆယ်ဘင်းတို့ကလျက်စီးလိုမြန်ဆန်တဲ့နှုံးနဲ့လှုပ်ရှားလိုက်ကြတယ်ခါချင်းမှာပဲသူတို့ကဆီယာဖီနာရဲ့လက်မောင်းတွေကိုဘင်းတို့ရဲ့အစ်စ်တွေကနေလိန်ချိုးပစ်လိုက်ပြီးဘေးမှာတွဲလောင်းကျနေစေခဲ့တယ်ဆူရှားတဲ့နာကျင်မှုကြောင့်ညီးတွားတန်တစ်ခုသူ့နှုတ်ခမ်းကနေထွက်လာပြီးဒူးထောက်လဲကျသွားတော့တယ်ဘာလို့လဲလူကူသူကငိုရှိုက်တဲ့မျက်ရည်တွေကမျက်နှာပေါ်စီးကျနေတယ်ဒါမင်းမဟုတ်ဘူးငါဘာပြစ်လို့မိလို့လဲဒါငါကေလက်အတွက်ပြောပေးခဲ့လို့လားသူ့ရဲ့လှပတဲ့မျက်နှာပေါ်မှာမျက်ရည်တွေစီးကျနေရဲ့ငါသူ့အဆင့်အထိငုံလိုက်ပြီးသူ့ရဲ့အရှက်ရမှုကိုအပြည့်အဝအရသာခံလိုက်တယ်ဒါမလုံလောက်သေးဘူးလုံးဝမလုံလောက်သေးဘူးငါသူ့ကိုအခုချက်ချင်းတက်ပစ်ချင်ပေမဲ့အဲ့ဒါကကိစ္စတွေကိုပိုရှုပ်ထွေးစေလိမ့်မယ်လွန်ခဲ့တဲ့1မိနစ်ကမင်းငါကိုလူကတ်စ်တုံးလို့ခေါ်ပြီးကေလက်အတွက်တောင်းပန်နေခဲ့တာအခုကျတော့ငါကလူကူ
ပြန်ဖြစ်သွားပြီမင်းကတကယ်မင်းသမီးပဲဆီယာဖီနာဒါပေမဲ့မင်းငါ့ကိုစိတ်ပြတ်အောင်လုပ်ခဲ့တယ်ဒါကြောင့်မင်းနဲ့ငါနဲ့ပြီးပြီသူကငါ့ကိုထိတ်လန့်နေတဲ့မျက်ဝန်းတွေနဲ့ကြည့်ပြီးမယုံနိုင်ဖြစ်နေတယ်မလားဒါမဖြစ်နိုင်တာမင်းငါ့ကိုဘယ်လောက်ချစ်လဲဆိုတာငါသိတယ်ဟာငါရေရလုံးလို့မျက်ရည်တောင်ကြက်မလို့ဖြစ်ခဲ့တယ်အိုးငါသူ့ကိုချစ်ခဲ့ဘူးတာပေါ့အရန်ချစ်ခဲ့လို့ပဲငါရဲ့လုံးဝပျက်စီးခြင်းကိုလမ်းစပြခဲ့တာအခုတော့ငါသူ့ကိုတေးစေခြင်းယုံပဲသူ့ကိုအပြင်ကိုနှင်ထုတ်လိုက်ဒီနေ့ကစားပြဆီယာဖီနာဘတ်စ်နဲ့ခွေးတွေကိုသုံးအိမ်ရတဲ့ဝင်ခွင့်မပြုဘူးဟုတ်ကဲ့ပါသခင်ဩကခပီယာစ်ကငါစိတ်ပြောင်းသွားမှာစိုးရိမ်တယ်လို့မျိုးချက်ချင်းပြန်ဖြေတယ်ဒါဟာသုံးအမွေခံတယောက်ရှိတဲ့ရက်ဆက်မှုမျိုးပဲထရီနာဒီကတော့တညာလုံးပေါ်မလာခဲ့ဘူးသူဘယ်ကိုသွားလဲဆိုတာငါသိတယ်ပြီးတော့သူ့ကိုသွားရှာဖို့ဘသူ့ကိုမှဆေးလို့မနေခဲ့ဘူးနောက်နေ့မှာငါရဲ့လုံခြုံရေးဖွဲ့နဲ့အတူအပြင်ထွက်ခဲ့တယ်ငါမှထိတ်တန့်အထူးလုံခြုံရေးသမား10ယောက်ရှိတယ်အားလုံးကငယ်စဉ်ကတည်းကသုံးမိသားစုကမွေးမြူထားတဲ့မိဘမဲ့တွေပဲငါအဖေကသူတို့ကိုလုံးဝယုံကြည်မှုရဲ့ပြည့်ရုပ်အနေနဲ့ငါတို့အိမ်ကနာမည်တွေပေးခဲ့တာသူတို့ကငါရဲ့တစ္ဆာရှိတပည့်တွေချစ်ရမှာထရီနာဒီကကေလက်အတွက်နဲ့ငါ့ကိုတစ္ဆာဖောက်လိုက်မယ်လို့ငါဘယ်တော့မှမတူအေးခဲ့ဘူးငါအီလီစီယန်ကိုရောက်တဲ့အခါမြို့ရဲ့အချမ်းသာဆုံးမိစုတွေကငါသူငယ်ချင်းအချို့ကစောင့်နေကြပြီးမန်နေဂျာနဲ့သူ့အလုပ်သမားတွေကငါ့ကိုဝိုင်းဝန်းပြီးသုံးပိုင်ဆိုင်တဲ့ကလပ်ရဲ့တီးတန့်ကြဆုံးအဆောင်ထဲကိုလိုက်ပို့ပေးကြတယ်မနေ့ကဖြစ်ရက်တွေရဲ့သတင်းကပြန့်နှံ့သွားခဲ့ပြီးငါသူငယ်ချင်းတွေကလည်းဒီပွဲကိုကြည့်ချင်နေကြတာငါလည်းသူတို့ကိုရှိစေချင်ပါတယ်ငါရဲ့အရင်ဘဝတုန်းကတော့ငါဟာဆီယာဖီနာဘေးမှာပဲဝဲလည်နေခဲ့ပြီးသူ့ကိုအထက်တန်းလူဖွဲ့စည်းမှာတောက်ပခွင့်ပေးခဲ့တယ်လူတွေကငါမိသားစုရဲ့မျက်နှာသာရဖို့သူ့ကိုဖားခဲ့ကြပေမဲ့သူကတော့ငါရဲ့အဆင့်တန်းကိုကတ်တွယ်နေရလို့မထင်စေချင်ဘူးဆိုပြီးငါမပါဘဲပွဲတွေကိုအမြဲတမ်းတက်လေးရှိတယ်အဲ့ဒီလိုလုပ်နေတော့မှပဲသူကငါမိသားစုရဲ့နာမည်ကိုသုံးပြီးလူများရဲ့ဗဟိုချက်ဖြစ်နေခဲ့တာအခုတော့အဲ့ဒီလူတွေကပဲငါစီဝိုင်းုံလာကြပြီးငါရဲ့အကြည့်ကအေးဆက်ပြီးအထက်စီးဆန်နေတယ်ငါဟာတကြော့ပြန်သုံးအင်မာယာရဲ့အိမ်ရှိမင်းသားပဲလူကြီးမင်းဆက်တာလင်းငါကလပ်မန်နေဂျာကိုပြောလိုက်တယ်မနေ့ကခေါ်လာတဲ့ကောင်လေးဘယ်မှာလဲသူဘာလို့အလုံးမလုပ်တာလဲမန်နေဂျာကစကားတွေထစ်ကုန်ပြီးစာကြောင်းတောင်မတီးဆောက်နိုင်တော့ဘူးငါလူတွေကိုကလပ်ရဲ့အထဲဘက်ကိုခေါ်သွားတော့သူကငါ့ကိုတီးတန့်ပြင်ဆင်ထားတဲ့အခန်းတစ်ခုစီတမင်တကာလမ်းပြပေးတယ်ငါလက်မြောက်ပြီးငါလူတွေကိုတိတ်ခိုင်းလိုက်တဲ့အနှဲငယ်ဟန့်နေတဲ့တကားနောက်ကနေရှိုက်ကြီးတုံကိုငိုတန်တွေကိုကြားနေရတယ်ထရီနာဒီလာပေးလို့ကျေးဇူးတင်ပါတယ်မင်းသားမရှိရင်ငါဘာလို့ရမှန်းသိမှာမဟုတ်ဘူးတိုးညင်းတဲ့အမျိုးသားအတန်တစ်ခုကငိုပြောတယ်ထရီနာဒီရဲ့အတန်ကနူးညံ့နေတယ်ငါဘသူ့ကိုမှမင်းကိုနာကျင်အောင်အလုံးမခံဘူးလူကတ်စ်တုံးကဒီတစ်ချိန်တော့အလွန်ကြုံလောက်လိုက်ပြီးငါပြန်ရောက်ရင်မင်းအတွက်သူ့ကိုတေချာပေါက်သင်ခန်းစာပေးမယ်ငါရဲ့အချက်ပြမှုအရာအဲဖာကတကားကိုကန်ဖွင့်လိုက်တယ်မင်းကိုသင်ခန်းစာပေးမယ်ဟုတ်လားအထဲကလူနှစ်ယောက်လန့်သွားကြတယ်သူတို့တွေဖတ်ထားရာကနေချက်ချင်းခွာလိုက်ကြတယ်ကေလက်ကထရီနာဒီရဲ့နောက်ကနေလန့်ကြည့်တယ်သူ့မျက်ဝန်းတွေထဲမှာအစိတ်အတောက်တွေပြည့်နေတော့မဲငါသူငယ်ချင်းတွေကအော်ဟစ်ကြတော့တယ်အိုဖျားသခင်ငါကြားလိုက်တာမှန်ရဲ့လားတက်တော်ဆောင်တယောက်ကသူ့သေးကိုပြန်ပြီးသင်ခန်းစာပေးမယ်လို့ပြောနေတာလားအိမ်ဖော်ရဲ့သားအတွက်တော့မင်းကြားတာမှန်ပါတယ်ပြီးတော့ငါတို့ဒီချင်းငက်နှစ်ကောင်ကိုလက်ပူးလက်ကျက်မိတာပဲလူကတ်စ်မင်းရဲ့လူတွေကိုတကယ်လေ့ကျင့်ပေးဖို့လိုနေပြီးဒီတယောက်ကသူ့သခင်ကောင်းပေါ်တက်နေနေတာပဲငါ့ကိုမင်းရင်တော့ဒီကေလက်ကောင်ကတကယ်တရုပ်ဆောင်ပဲသူကပရော်ဖက်ရှင်နဲ့တက်တော်ဆောင်တယောက်ကိုသူ့လက်ခုပ်ထဲရေလိုသွင်းထားတာငါနောက်ကလုံခြုံရေးဖွဲ့ကတော့ဒေါသချောင်းထွက်နေကြပြီးအဲဖာကထရီနာဒီကိုစိတ်ပြက်လက်ပြက်နဲ့လမ်းကြည့်တယ်ထရီနာဒီမင်းအလွန်ကြုံလောက်လိုက်ပြီးတခင်လေးကမင်းပေါ်အမြဲတမ်းအကောင်းဆုံးဆက်ဆံခဲ့တာမင်းကဘလို့လို့ဒီလိုတစ္ဆာဖောက်နိုင်ရတာလဲသူ့ကိုအခုချက်ချင်းတောင်းပန်လားဆယ်ဘင်းကလည်းထပ်တူဒေါသထွက်နေတယ်မင်းမအရှက်မရှိဘူးလားထရီနာဒီမင်းကိုမင်းဘသူလို့ထင်နေလို့တခင်လေးကိုရှင်ဖို့စူးစမ်းနေတာလဲသူမင်းပေါ်ကောင်းပြလို့မင်းမာနထောင်လွှားနေတာလူကြီးမင်းသုံးအကြီးကဲကမင်းရဲ့အသက်ကိုကယ်ခဲ့တာကိုမေ့သွားပြီလားမင်းသူ့ကိုဒီလိုမျိုးကျေးဇူးဆက်တာလား